အားလုံးပဲမင်္ဂလာပါဒီရက်ပိုင်းမှာကျွန်တော်ရဲ့ပွဲရွေးချယ်မှုတွေစင်မဖြစ်နေတဲ့အတွက်တကယ်စင်မကောင်းဖြစ်ပါတယ်ဒီညမှာကျွန်တော်ဒီ9ပွဲရွေးချယ်တာပါတယ်ဒီ9ပွဲထဲမှာကျွန်တော်အကြိုက်ဆုံးပွဲတစ်ပွဲရတော့ပါပါတယ်ဒီပွဲကိုကျွန်တော်စပြောလိုက်ပါမယ်ဒီပွဲလေးကတော့ကျွန်တော်တို့ဒီည9:00နာရီမှာရှင်ပြိုင်မဲ့ဒီဇာမန်ဘတ်တက်စ်လီဂါပွဲစဉ်ဖြစ်တဲ့ဒီဘိုင်မြူနစ်နဲ့ဒီ private တွေပွဲတွေပါဒီပွဲမှာကျွန်တော်ဘိုင်မြူနစ်ကဒီနှလုံး10ရှုံး9ပေါင်း3လုံး85ရှုံးလို့ပေးထားတယ်ဒီဈေးကကျွန်တော်ဘယ်လိုပြောမလို့မဖြစ်တဲ့လို့ထင်တယ်ဘာလို့ဆိုတော့ဒီ9ပေါင်းဈေးနေထားရရောဒီကျွန်တော်တို့9ပေါင်းဈေးနေထားရရောဒီကျွန်တော်တို့ body ဈေးရောအရန်ပြော့နေတာတွေ့ရတယ်ဘာလို့ရမ်းပြောလဲဆိုတော့ဒီကျွန်တော်တို့ဘိုင်လီဗာပူး10တို့လိုတင်းနေတာမှာဒီဘိုင်မြူနစ်ကဒီဈေးပေးတယ်ဒီ9ပေါင်းဈေးလဲဒီဈေးပုံစံမျိုးပေးတယ်ဒီနေထားမှာဒီကျွန်တော်တို့ကူ private လိုတင်းကိုဒီနှလုံး30ရှုံးကတော့ကျွန်တော်မဖြစ်တဲ့ဘူးလို့ထင်တယ်ပြီးကြနောက်တစ်ချက်ဒီဘိုင်မြူနစ်ကရှေ့မှာကြေးရအောင်ခဲ့တယ်ကူပြီးခဲ့တဲ့ပွဲကကြေးရှုံးခဲ့တယ်ဒါကြောင့်ဒီလိုကြေးအောင်များတဲ့တင်းကကြေးရှုံးရင်ဆက်ယုံလေးရှိတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီညမှာဒီ private ကိုရွေးချယ်လိုက်ပါတယ်ဒီကျွန်တော်9ပွဲပြည့်မဲ့ထဲမှာဒီပွဲအကြိုက်ဆုံးပွဲပါတကယ်တပွဲကောင်းမဲ့ဆော့တဲ့ညီကိုတက်ဆိုတော့ဒီ private body လေးကိုဆော့ဖို့ကြံပြုချင်ပါတယ်ဒီနောက်တဲ့ပွဲစဉ်လေးကတော့ဒီကျွန်တော်ည9:00နာရီမှာရှင်ပြိုင်မယ်ဒီမြမြလေးပွဲစဉ်ဖြစ်တဲ့ဒီကျွန်တော်တို့ဘန်လီနဲ့ကျွန်တော်ချက်စီတို့ပွဲပါဒီပွဲမှာဒီဘန်လီရဲ့အိမ်ဝင်းမှာချက်စီတို့ဝေးခွဲကနေဒီတလုံး30ရှုံးလို့ပြီးဈေးတန်းပြော့လေးပေးထားတယ်ချက်စီရဗျာကျွန်တော်ဘယ်လိုပြောမလို့ဈေးတန်းပြင်းလို့ရင်လည်းချက်စီအောင်တာများတယ်ဈေးတန်းပြော့ရင်လည်းဘယ်လိုပြောမလို့ပြော့လို့လည်းအောင်သွားတာတွေ့ရတယ်သူ့ရဲ့ချက်စီ play style သူတို့ရဲ့ T sign သူတို့ရဲ့ဒီ bookie ပေးတဲ့ style ကကြေးပြော့လို့ရင်လည်းအောင်လို့နေကြေးပြင်းလို့ရင်လည်းအောင်လို့အခုဒီတစ်လုံး30ရှုံးဆိုတော့ဒီကြေးကဘယ်လိုပြောအလဲလဲကြေးပုံစံမျိုးဖြစ်နေတယ်ဗျာပြီးရဒီကျွန်တော်တို့လီဗာပူးဒီဘန်လီကိုပေးခဲ့တော့ဒီတလုံးဝေးခွဲနေပြီးတလုံးပြေရှုံးပုံစံမျိုးပေးခဲ့တယ်ဒီနေထားမှာဒီချက်စီအနေနဲ့ဒီတလုံး30ရှုံးဆိုတော့ဒီကြားကြနေတဲ့နေထားမှာရှိတယ်တကယ်လို့ထားပါတော့ကြေးပြောတဲ့အပိုင်းမှာလည်းပါတယ်ချက်စီအနေနဲ့ဗျာဘယ်လိုပြောမလို့တလုံး50ရှုံးတော့လာသင့်တယ်လို့ထင်တယ်အခုတလုံး30ရှုံးဆိုတော့ကျွန်တော်ကတော့မကြိုက်ပါဘူးဒါကြောင့်ကျွန်တော်ဒီပွဲမှာဘန်လီဘော်ကြိုက်ပါတယ်နောက်ပွဲစဉ်လေးကတော့ဒီကျွန်တော်တို့ဒီစပိန်လာလီဂါပွဲစဉ်ဖြစ်တဲ့ဒီကျွန်တော်တို့ဘာစီလိုနာနဲ့ဒီဘီဘာအိုတို့ရဲ့ပွဲလေးပါဒီပွဲမှာကျွန်တော်တို့ဘာစီလိုနာတို့အိမ်ခွဲကနေပြီးဘယ်လိုပြောမလဲဘာစီလိုနာတို့ဒီအိမ်ခွဲကနေပြီးကျွန်တော်တို့1 minus ဒီ60ဆိုပြီးပေးထားတယ်9ပေါင်း3လုံး15ရာကျော်9ပေါင်းသေးကတော့တိတ်ပြောကြမလို့ဘီဘာအိုရဲ့ဒီ play style ကဒီကိုယ့်အပုံစံမျိုးဖြစ်တဲ့နေရာမှာဒီ body ဈေး1တစ်လုံး60ရှုံးကတော့ကျွန်တော်မကြိုက်ဘူးဘာလို့ဆိုတော့ဘီဘာအိုကဒီလက်ရှိနေထားမှာဒီအဆင့်ကဘယ်လိုပြောမလဲအဆင့်မဆိုးဆိုမှသူ့ရဲ့လက်ဒီနေ့ဒီဖောင်ကတော်တော်ကိုညံ့နေတယ်ဒီရာသီစဒီအဖွင့်ပွဲစဉ်တွေမှာသူတောက်လျှောက်ရက်လက်ကောင်ထွက်ပေးပဲအခုနောက်ပွဲဒီမှာရန်ကိုဈေးရှုံးနေတဲ့တင်းနေမှာဒါကြောင့်မလို့ဒီညမှာကျွန်တော်ကတော့ဒီဘီဘာအိုဖန်နေအတွက်ပြောရမယ့်ညလို့ကျွန်တော်ထင်တယ်အတင်းရှုံးရင်တော့မှကျွန်တော်ကဒီ60စားလောက်ကတော့စားမယ်လို့ထင်တယ်ဒါကြောင့်မလို့ဒီကျွန်တော်အကြိုက်ရွေးချယ်မှုလေးကဘီဘာအိုပါဒီညအတွက်ဒီကျွန်တော်ဒီဗီဒီယိုမှာ3ပွဲတင်ပေးပါတယ်နောက်ဗီဒီယိုမှာ2ပွဲတင်ပါမယ်ကျွန်တော်အကြိုက်ရွေးချယ်မှုလေးတွေကဒီကျွန်တော် private body belly body ကျွန်တော်တို့ဒီဘီဘာအို body ပါကျွန်တော်အကြိုက်ဆုံးပွဲစဉ်လေးကတော့ဒီ private body ပါဒီစနေညအတွက်အကြိုက်ဆုံးရွေးချယ်မှုက private body ပါတကယ်လို့အကြိုက်တပွဲတည်းပဲဆော့တဲ့ညီကိုတွေဆိုတော့ဒီ private body လေးတပွဲကိုပဲဆော့ပါလို့ကြံပြပြစီကဲနောက်တဲ့ကျွန်တော်နောက်2ပွဲထပ်တင်ပေးပါမယ်နောက်ဗီဒီယိုမှာကဲမနေ့လမ်းမယ်ဗျာငွေထုတ်ကြရအောင်